ကဘာမှာလူဦးရေလူသားတန်းပေါင်း8000ကျော်ရှိတယ်။အဲ့ဒီထဲကမှနှစ်စဉ်နှစ်တိုင်းမှာဆိုရင်တစ်နှစ်ကိုလူဦးရေ15တန်းလောက်ကလေဖြတ်ဝေဒနာကိုကြုံတွေ့ခံစားနေရတယ်။ကျွန်တော်တို့နိုင်ငံမှာလည်းလေဖြတ်လေငန်းလူနာတွေပို့ပြီးတော့များလာတယ်။အခုနောက်ပိုင်းမှာဆိုရင်လူငယ်တွေမှာလည်းလေဖြတ်တာကိုတွေ့လာရတယ်။ဒါကဘာကြောင့်လဲဆိုတော့အဓိကအားဖြင့်တော့ပေါ့ဆမှုပေါ့နော်။လေဖြတ်တယ်ဆိုတာအသက်ကြီးတော့မှလေဖြတ်တာအသက်ငယ်လေမဖြတ်ဘူးဆိုပြီးတော့ခက်ပပေါ့နေတဲ့အခါမှာဆိုရင်အသက်ငယ်အသက်30ပတ်ဝန်းကျင်ကျန်းမာတန်ဆွမ်းတဲ့လူငယ်တွေမှာလည်းလေဖြတ်ဝေဒနာတွေကိုကြုံတွေ့ခံစားလာဖြစ်ပါတယ်။ဒါကြောင့်မလို့လေဖြတ်တယ်ဆိုတာကအသက်ကြီးတဲ့သူရောအသက်ငယ်တဲ့သူရောလူကြီးလူငယ်မရွေးမှာကြုံတွေ့ခံစားရတယ်ဆိုတာကိုအားလုံးကိုသိထားသိချင်ပါတယ်။ကျွန်တော်ဒီဗီဒီယိုမှာဆိုရင်လေဖြတ်တယ်ဆိုတာဘာလဲ။ဘာကြောင့်လေဖြတ်တာလဲ။လေမဖြတ်အောင်ဘယ်လိုကာကွယ်ရမလဲ။စတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့အားလုံးကိုတိုက်တွန်းချင်ပါတယ်။ကျွန်တော်ပထမဦးဆုံးအနေနဲ့လေဖြတ်တယ်ဆိုတာဘာလဲဆိုတာကိုရှင်းပြချင်ပါတယ်။လေဖြတ်တယ်ဆိုတာကအုံနောက်မှာရှိတဲ့အုံနောက်သွေးကြောတွေပေါက်သွားတာဒါမှမဟုတ်လို့ရှိရင်အုံနောက်သွေးကြောတွေပိတ်သွားတာဒါကြောင့်မလို့အုံနောက်စီကိုသွေးစီးဆင်းမှုရပ်တန့်သွားပြီးတော့အုံနောက်ဆဲတွေတည်ဆုံသွားတယ်ပျက်စီးသွားတယ်ဒီခါမှာအုံနောက်ကသူ့ရဲ့လုပ်ငန်းတွေကိုကောင်းမွန်စွာမလုပ်နိုင်တော့ဘူးဒါကြောင့်မလို့အုံနောက်ကနေထိန်းချုပ်ပေးထားတဲ့ကျွန်တော်တို့ခန္ဓာကိုယ်အစိတ်ပိုင်းတွေဖြစ်တဲ့ခြေတွေလက်တွေမျက်နှာတွေခန္ဓာကိုယ်အနှံ့ပြားမှာဆိုရင်ထုံကျင်တာတွေလှုပ်ရှားလို့မရတာမျိုးတွေကိုကြုံတွေ့ခံစားမှာဖြစ်ပါတယ်ဥပမာအားဖြင့်ခန္ဓာကိုယ်တစ်ချမ်းသေးသွားမယ်ခြေထောက်တစ်ချောင်းလှုပ်လို့မရတော့ဘူးလက်တစ်ချောင်းမြောက်လို့မရတော့ဘူးစကားပြောလို့မရတော့ဘူးဟူဟာဖြစ်နေမယ်လက်မလျှောက်နိုင်တော့ဘူးဒါမျိုးလက္ခဏာတွေခံစားလာမယ်ဒါကိုကျွန်တော်တို့ကလေဖြတ်လေငန်းဖြစ်တယ်လို့ခေါ်တာဖြစ်ပါတယ်ဘာကြောင့်လေဖြတ်တာလဲဘာကြောင့်လေဖြတ်တာလဲဆိုတော့နံပါတ်1ကတော့အုံနောက်သွေးကြောပိတ်လို့လေဖြတ်တယ်နံပါတ်2ကတော့အုံနောက်သွေးကြောပေါက်လို့လေဖြတ်တယ်နံပါတ်1အုံနောက်သွေးကြောပိတ်တဲ့လေဖြတ်ခြင်းအမျိုးအစားကဆိုရင်အတွေ့ရများတယ်အဖြစ်များတယ်လေဖြတ်လေငန်းလူနာအားလုံးရဲ့ 80% 80%ကဆိုရင်အုံနောက်မှာရှိတဲ့သွေးကြောတွေပိတ်လို့လေဖြတ်တယ်ဆိုတာကိုတွေ့ရှိရပါတယ်အဲ့တော့ဘာကြောင့်အုံနောက်သွေးကြောပိတ်တာလဲပေါ့နော်ဘာကြောင့်အုံနောက်မှာရှိတဲ့သွေးကြောတွေပိတ်တာလဲဆိုတော့တချို့ကဆိုရင်ဝါနေတဲ့သူတွေရှိတယ်ဒီခါမှာခန္ဓာကိုယ်မှာအဆီတွေများနေမယ်နောက်တချို့မှာဆိုရင်သွေးထဲမှာမကောင်းတဲ့အဆီတွေကိုလက်စထရောတွေများနေတဲ့သူတွေရှိတယ်ဒါကြောင့်လည်းအဲ့ဒီကိုလက်စထရောတွေအဲ့ဒီအဆီတွေကအုံနောက်ရဲ့သွေးကြောမှာရှိတဲ့နံရံကိုသွားပြီးတော့ကတ်တယ်ဒါကြောင့်မလို့အုံနောက်သွေးကြောနံရံတွေကတဖြည်းဖြည်းကျဉ်းလာတယ်နောက်ဆုံးမှာလုံးဝပိတ်သွားပြီးတော့လေဖြတ်သွားတယ်နောက်တစ်ချက်ကကြတော့အုံနောက်မှာရှိတဲ့သွေးကြောမှာသွေးခဲသွားတယ်ဒါမှမဟုတ်လို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးကြောတွေကသွေးခဲတွေအဆီခဲတွေကအဲ့အုံနောက်မှာရှိတဲ့သွေးကြောကိုသွားပြီးတော့ပိတ်သွားတယ်ဒါကြောင့်မလို့အုံနောက်မှာရှိတဲ့သွေးကြောပိတ်သွားပြီးတော့လေဖြတ်ဝေဒနာတွေကိုခံစားတာဖြစ်ပါတယ်နံပါတ်2ကတော့အုံနောက်သွေးကြောပေါက်တဲ့လေဖြတ်ခြင်းအမျိုးအစားဖြစ်ပါတယ်အုံနောက်သွေးကြောပေါက်တဲ့လေဖြတ်ခြင်းကဆိုရင်အတွေ့အနေတွေအဖြစ်နေတယ်ဒါပေမဲ့ဖြစ်လို့ရှိရင်သူကယောဂလက္ခဏာပြင်းထန်မှုရှိတယ်တချို့တွေမှာဆိုရင်အသက်အန္တရာယ်သေဆုံးသွားတဲ့အထိကိုယောဂလက္ခဏာပြင်းထန်မှုရှိတာကိုတွေ့ရပါတယ်အဲ့တော့ဘာကြောင့်အုံနောက်မှာရှိတဲ့သွေးကြောတွေပေါက်ထွက်ရတာလဲပေါ့နော်ဘာကြောင့်ပေါက်တာလဲဆိုတော့တချို့တွေမှာဆိုရင်သွေးတိုးတွေစီးကျူတွေရှိတယ်ဒါပေမဲ့သူတို့ကသွေးတိုးစီးကျူကိုသေချာမကူတာဘူးခပ်ပေါ့နေကြတယ်ဒီခါမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာသွေးတိုးတွေများလာမယ်စီးကျူတွေတက်လာပြီးတော့အုံနောက်မှာရှိတဲ့သွေးကြောတွေပေါက်ထွက်သွားတယ်ဒါကြောင့်မလို့လေဖြတ်သွားတယ်နောက်တစ်ချက်ကကြာတချို့တွေမှာဆိုလို့ရှိရင်ဒီအုံနောက်မှာရှိတဲ့သွေးကြောတွေမှာသွေးကြောထုံးတွေသွေးကြောဖောင်းတွေရှိတယ်အဲ့ဒီထုံးတွေဖောင်းတွေသွေးကြောတွေကအကြောင်းတစ်ခုကြောင့်ရုတ်တရက်ပေါက်ထွက်သွားပြီးတော့လေဖြတ်ဝေဒနာတွေကိုခံစားရဖြစ်ပါတယ်ဒီအချက်တွေကတော့လေဖြတ်ခြင်းကိုအဓိကဖြစ်စေတဲ့အချက်တွေပဲဖြစ်ပါတယ်တခြားချက်တွေလည်းရှိပါသေးတယ်ဘာတွေလဲဆိုတော့ဆက်လက်အရက်ဘီယာတောက်တဲ့သူတွေအမြဲတမ်းအထိုင်များပြီးတော့လှုပ်ရှားမှုနေတဲ့သူတွေဝါနေတဲ့သူတွေပြီးလို့ရှိရင်အသက်ကြီးတဲ့သူတွေမှာဆိုလို့ရှိရင်လည်းလေဖြတ်လေငန်းဝေဒနာတွေကိုပို့ပြီးတော့ကြုံတွေ့ခံစားတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့လေဖြတ်ခြင်းကဆိုရင်အသက်ကြီးတဲ့သူတွေမှာရောအသက်ငယ်တဲ့သူတွေမှာရောဖြစ်တတ်တယ်လေဖြတ်လို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်တွေလှုပ်ရှားခက်သွားမယ်ကျွန်တော်လမ်းလျှောက်ခက်သွားမယ်အထိုင်ထခက်သွားမယ်ဒါကြောင့်မလို့တခြားတယောက်အကူအညီကိုယူရမယ်ဒါကြောင့်လေဖြတ်လို့ရှိရင်ကိုရိုင်းရောကိုယ့်ရဲ့မိသားစုဝင်တွေရောဒုက္ခတွေများရတယ်မိသားစုကိုလည်းသွားပြီးတော့ဘာဒဏ်ဖြစ်စေတယ်ပေါ့နော်ဝင်တဲ့ဝင်ပိုးတွေဖြစ်စေတယ်အဲ့ဒီအတွက်ကြောင့်မလို့လေမဖြတ်စေဖို့အတွက်ကြိုတင်ပြီးတော့ကာဝယ်ထားဖို့အင်မတန်မှအရေးကြီးပါတယ်ဒီဗီဒီယိုမှာဆိုရင်လေမဖြတ်စေဖို့အတွက်လိုက်နာပေးရမယ့်လှုပ်ဆောင်ပေးရမယ့်အချက်၅ချက်ကိုမျှဝေသွားမှာဖြစ်ပါတယ်နံပါတ်1ချက်ကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့လက်ဆက်တဲ့အသီးရွက်အသားငါးတွေကိုစားသုံးဖို့လိုအပ်ပါတယ်လက်ဆက်တဲ့အသီးရွက်အသီးနှံတွေအသားငါးတွေကိုပို့ပြီးတော့စားပေးရမယ်အစီလွန်ခဲ့တဲ့အစားအသောက်တွေအငန်လွန်ခဲ့တဲ့အစားအသောက်တွေအချို့လွန်ခဲ့တဲ့အစားအသောက်တွေပြီးလို့ရှိရင် ready made လို့ခေါ်တဲ့အသင်စားအစားအစာတွေကိုရှောင်ကျဉ်ဖို့ချောချဖို့လိုအပ်ပါတယ်နံပါတ်2ချက်ကတော့ခန္ဓာကိုယ်အလေးချိန်ချောချဖို့ဝေးလျှော့ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကဝနေမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာအဆီတွေများလာမယ်သွေးထဲမှာလည်းမကောင်းတဲ့အဆီတွေကိုလက်စထရောတွေများလာမယ်ပြီးရင်သွေးတိုးတွေစီးကျူတွေဖြစ်လာပြီးတော့လေဖြတ်တဲ့အန်ရယ်ကိုပို့ပြီးတော့စိုးစေပါလိမ့်မယ်ဒါကြောင့်မလို့ဝေးလျှော့ဖို့အင်မတန်မှအရေးကြီးပါတယ်
နံပါတ်3ချက်ကတော့ကိုယ်လက်လှုပ်ရှားမှုရှိဖို့လိုအပ်ပါတယ်ကျွန်တော်ဒီနေ့ကိုအနည်းဆုံးနိုင်ဝက်45မိနစ်အချိန်ပေးပြီးတော့လှုပ်ရှားမှုရှိဖို့လေ့ကျင့်ခန်းလုပ်နေဖို့လိုအပ်ပါတယ်ကျွန်တော်ခန္ဓာကိုယ်ကနေ့စဉ်နေ့တိုင်းလှုပ်ရှားမှုရှိနေမှဒါခန္ဓာကိုယ်ထဲမှာသွေးလက်ဖက်ဟင်းစင်းမှုတွေကောင်းမွန်လာမယ်သွေးထဲမှာရှိတဲ့မကောင်းတဲ့အဆီတွေကိုလက်စထရောတွေကျလာမယ်ကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေကျလာမယ်ပြီးရင်သွေးကြောထဲမှာသွေးခဲဖြစ်တာတွေအဆီခဲဖြစ်တဲ့အန်ရည်တွေကိုလည်းချော့ချပေးတယ်သွေးတိုးဆီးချိုတွေကျစေပြီးတော့လေဖြတ်တဲ့အန်ရည်ကိုလည်းကာဝယ်ပေးတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့နေ့စဉ်နေ့တိုင်းမှာလေ့ကျင့်ခန်းလုပ်ဖို့အားလုံးကိုတိုက်တွန်းချင်ပါတယ်နံပါတ်4ချက်ကတော့စလိတ်အရက်ဘီယာတွေကိုဖြတ်ဖို့ချော့ချဖို့လိုအပ်ပါတယ်စလိတ်ကဆိုရင်ကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူးဒါကြောင့်မလို့လုံးဝရက်ဖို့ဖြတ်ဖို့လိုအပ်ပါတယ်အရက်နဲ့ဘီယာကတော့ကျန်းမာရေးအတွက်အနည်းငယ်တောက်လို့ရပါတယ်အများကြီးတောက်လို့မရပါဘူးနံပါတ်5ချက်ကတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိနေပြီးသားယောဂအခန်းတွေကိုတေချာကုသမှုခံယူဖို့လိုအပ်ပါတယ်လေဖြတ်လင်ငန်းကိုပို့ပြီးတော့ဖြစ်စေတတ်တဲ့သွေးတိုးတွေစီးကြိုတွေနှလုံးယောဂတွေအဝလွန်ယောဂတွေသွေးထဲမှာအဆီများတဲ့ကိုလက်စထရောများတဲ့ယောဂတွေကိုတေချာကုသမှုခံယူဖို့လိုအပ်ပါတယ်တက်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသပြီးတော့တေချာကုသမှုခံယူမယ်ဆိုလို့ရှိရင်တော့ဒီခန္ဓာကိုယ်မှာသွေးတိုးတွေကျလာမယ်စီးကြိုတွေကျလာမယ်အဆီတွေကျလာပြီးတော့လေဖြတ်လင်ငန်းအန်ရည်ကိုလည်းကာဝယ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့အခုပြောခဲ့တဲ့အချက်5ချက်ကိုသာတေချာလေးလိုက်နိုင်မယ်ဆိုလို့ရှိရင်တော့လေဖြတ်လင်ငန်းအန်ရည်ကနေပြီးတော့ကြိုတင်ပြီးတော့ကာဝယ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီအချက်တွေကိုလိုက်လို့ဖို့အားလုံးကိုတိုက်တွန်းချင်ပါတယ်ကျွန်တော်တခုထပ်ပြောချင်ပါတယ်အဲ့ဒါကတော့လေဖြတ်လင်ငန်းကာဝယ်ဆေးအကြောင်းဖြစ်ပါတယ်အဲ့ဒီဆေးအကြောင်းကိုကျွန်တော်ရဲ့ basic တော်တော်များလေးကြားဖို့ကြမယ်ထင်ပါတယ်အဲ့တော့ဒီလေဖြတ်လင်ငန်းကာဝယ်ဆေးဆိုတာတကယ်ပဲလေဖြတ်တာကိုကာဝယ်ပေးလားဒါမှမဟုတ်လို့ရှိရင်မကာဝယ်နိုင်ဘူးလားအဲ့ဒီဆေးရဲ့အကျိုးအာနိသင်တွေကဘာတွေရှိမလဲဆိုတာကိုနောက်ထပ်ဗီဒီယိုအနေနဲ့ညှောက်ဝေဖို့ရှိပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုကိုလည်းစောင့်ကြည့်ဖို့အားလုံးကိုတိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုကြည့်ရအကျိုးရှိရဆိုလို့ရှိရင်တော့ yes ဆိုမှတ်ခဲ့ပါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ